အေးမြတ်စွာဘုရားတရားတော်တွေကိုနာကြတယ်ဘုရားရဲ့အဆုံးအမကိုခံတယ်လို့ဘုရားဘာသာဝင်တွေရဲ့အဓိပ္ပာယ်ကဘုရားကိုကိုးကွယ်တယ်ဆိုဒီမှာအမှန်တရားကိုသိဖို့အတွက်ကိုးကွယ်တာအသိပညာရဖို့ကိုးကွယ်တာယုံကြည်ချက်တသက်နဲ့ကိုးကွယ်ရတာမဟုတ်ဘူးဆိုပါစို့တခြားဘာသာတွေမှာဆိုရင်တကုရှင်ကိုကိုးကွယ်ကြပြောမယ်ဆိုရင်ဘုရားဘာသာလွှဲရင်ကျန်တဲ့နတ်ကိုးကွယ်တဲ့ဘာသာတွေကြီးလူပြေကနတ်နဲ့ကောင်းငင်ဘုံကနတ်ဓာခွာတာပဲဟုတ်တယ်လေသူတို့ကိုးကွယ်တာခော့လို့ခေါ်တာပဲခော့ဆိုတာနတ်ပဲလေအဲ့တော့ကောင်းငင်ဘုံကနတ်ကိုကိုယ်တိုင်တွေ့ရလားဆိုဘယ်တော့မှမတွေ့ရဘူးဒါဖြင့်ဘုရားဘာသာတွေကိုးကွယ်တဲ့ဗုဒ္ဓဆိုတာရောကိုယ်တိုင်တွေ့ရလားလို့ဆိုအေးတစ်ချိန်တုန်းကလူတွေတွေ့ခဲ့ရတယ်လေမွေးတဲ့ဖွာတော်မူတဲ့နေရာရှိတယ်ဖျားဖြစ်တဲ့နေရာရှိတယ်တရားတွေဟောတာ45ဝါကာလပတ်လုံးဟောထားတဲ့တရားတွေမြန်မာလူမျိုးတွေကံကောင်းလို့တပည့်ကဏ္ဍပေါင်း8400မြန်မာလူမျိုးတွေရဲ့လက်ထဲမှာရှိနေတဲ့အပြည့်ပေါ့တခြားနိုင်ငံတော်မှာဒီလိုအပြည့်စုံရှိချင်မှရှိမယ်နော်အဲ့တော့ဒါတွေကရှိနေတယ်ဟောတဲ့တရားတွေကလည်းအတိလင်း